ယောက်ျားပဲဖောက်ပြန်လို့ဖြစ်ဖြစ်မိန်းမပဲဖောက်ပြန်လို့ဖြစ်ဖြစ်အခုကျွန်တော်ပြောမဲ့ဇလန်းလေးကိုဗျာဆုံးအောင်နားထောင်ပါဗျာတကယ်ကောင်းလို့ကျွန်တော်အလုပ်ကိုဗျာအမျိုးသမီးတယောက်ရောက်လာတာပေါ့သူကမျက်မှန်လေးချော့လိုက်တော့ဟာလို့ခင်းမှုလို့သူကပြုံးပြတယ်ဗျာကျွန်တော်ရဲ့စပွဲနာကိုသူလာထိုင်တာပေါ့ဆရာကြီးတွေမှတ်မိတယ်နော်ဟာအမေကြီးကလည်းခင်းမှုရဲ့လို့ဒါနဲ့လို့ကြော်ကြော်လို့အဲ့ဒီကိစ္စလာတာကြော်ကြော်ကိစ္စဟုတ်လားတဲ့ကြော်ကြော်ဘာဖြစ်လို့လဲဆိုတော့ရှင်းနေငယ်ချင်းကကျမနဲ့ကွာရှင်းတော့မလို့ဟာဘလို့ဖြစ်တာလဲကြော်နိုင်တဲ့ခင်မို့တော့ကြောင်းပြီးသွားတဲ့အချိန်မှာသူတို့လက်ထပ်သွားတာဗျကြော်ကတော့ဗျသူဖခင်အရှိန်ဝါလေးနဲ့ဌာနဆိုင်ရာတစ်ခုမှာသူကနေရာလေးရတာပေါ့နောက်ပိုင်းကျတော့အဲ့ဌာနဆိုင်ရာမှာပဲညွန့်ကျုပ်အဆင့်လောက်ထိဖြစ်သွားတယ်ဗျဒါလေးတော့ကျွန်တော်သိရတာပေါ့ဗျကျွန်တော်ပြန်တွက်ကြည့်လိုက်မယ်ဆိုရင်သူတို့ရဲ့အိမ်တော်တက်တန်းကအနှစ်20လောက်ရှိပြီဗျမထိုင်ခိုင်းတော့ဘူးလားတဲ့ထိုင်ပါလို့ကျမတို့တဲ့လက်ထက်တုန်းကတဲ့အတိတ်တဲ့နေရာမှာလက်မှတ်ထိုးထားတာရှင်ပါတယ်နော်တဲ့ဟုတ်တယ်လေလို့အခုတဲ့ကျမတို့ကွာရှင်တော့မှာအဲ့ဒီကာရှင်မဲ့အကြောင်းကိုအတိတ်တဲ့နေရာမှာလဲရှင်ပါရမယ်တဲ့အတိတ်တွေအားလုံးခေါ်ရတယ်တဲ့ကျမတို့လာမဲ့တင်းငွေတွေကြာရင်ကွာရှင်ပဲတဲ့ရှင်းနေတယ်လဲခေါ်ရတယ်တဲ့အဲ့ဒီနေ့မှာပိုက်ဆိုင်မှုတွေခိုးကြမယ်တဲ့လာနိုင်မယ်မဟုတ်လားလာရမှာပေါ့လေလို့ဒါပေမဲ့စိတ်တော့မကောင်းဘူးစံစုံစားတန်ကုန်တော့လဲသွားဖို့ရှင်းနေပဲတတ်နိုင်မလဲတဲ့ဘာကြောင့်ခွဲတော့လဲမသိရဘူးလားလို့သူ့ရဲ့အတွင်းမူလနေတဲ့ဇလန်းလေးတဲ့အဲ့ဒီကောင်မကိုယူတော့မယ်တဲ့ကျမကိုကွာရှင်းခိုင်းနေတယ်ဟာကြောကွာလို့ကျောင်းတော့ကအတိုင်းပဲသူ့အကျင့်နေမပြောက်သေးဘူးသူလျှောက်တော့တယ်မပြောတော့ပါဘူးတဲ့အခုတယောက်ကတော့တဲ့သူဖြုတ်ထုတ်လို့မရအောင်ထောင်ချောင်းပြီးသွားပုံရတယ်တဲ့ကျမလည်းတဲ့လျှော့ပေးလိုက်ပါတယ်တဲ့အေးတဲ့ငါ့ဘယ်ကိုလာခဲ့ရမလဲတဲ့ခင်းမူကပြကျွန်တော်ကိုလိပ်စာကလေးပေးတာပေါ့ပြီးတော့သူနှုတ်ဆက်ပြီးပြန်သွားတာကျွန်တော်တင်းနှင်းနေကြတော့သူပေးတဲ့လိပ်စာအတိုင်းလေးမယန်းကုန်းမှာရှိတဲ့ခြံကြီးတွေကိုကျွန်တော်ရောက်သွားတယ်ဗျသူတို့ခြံကြီးကလည်းအလွန်ကျယ်ပြီးတော့ခမ်းနားတာပေါ့ဗျာအဲ့ဒီနေ့မှာပဲဗျလူကြီးဆောင်ရတဲ့ရှင်းနေရန်ဒီရဖားတွေစုံညီစွာနဲ့ပဲဗျကွာရှင်းမှုပြုတ်လောက်တတ်တယ်ဗျလက်မထိုးကြတာပေါ့ပိုင်ဆိုင်မှုတွေခွဲဝေကြတယ်ဗျသူတို့ကသားသမီးမရှိတဲ့အတွက်ကြောင့်လဲသားသမီးကိစ္စတော့ပြောကြရတော့မလိုဘူးပေါ့ဗျာခရင်မူကဗိုလ်ချုပ်စီးကသူတို့ရောင်းနေတဲ့ဆိုင်ကန်းကိုသူကယူတယ်မာစီရီကာတကြီးယူတယ်စမ်းကြောင်းမှာရှိတဲ့ကွန်ဒိုကိုသူကယူလိုက်တယ်အခုဒီအိမ်ကြီးကိုကြတော့ဗျကြော်ကယူတာပေါ့ဒီအိမ်ကဗျကြော်တို့ဘိုးဘွားပိုင်နေရလဲဖြစ်တာပေါ့ခရင်မူကဗျဂျင်းနဲ့ဆော်နဲ့ပဲပိုင်ဆိုင်မှုတွေခွဲပြီးတော့လက်မှတ်ထိုးပေးလိုက်တာပေါ့ဒါပေမဲ့သူကတခုတော့တောင်းဆိုတယ်ကျမတဲ့ဒီအိမ်ကြီးမှာနောက်ဆုံးအနေနဲ့3ရက်လောက်နေခွင့်ပြုပါတဲ့ပေးတယ်တဲ့အိမ်ထဲပစ္စည်းတွေလည်းမကြိုက်တာယူသွားတဲ့ကောင်းပြီလေတဲ့နောက်3ရက်နေတော့တဲ့မင်းတို့ဒီအိမ်မှာငါမတွေ့ချင်ဘူးတဲ့မလေးတဲ့တွေ့ချင်လည်းအကြောင်းမရှိဘူးတဲ့သူတို့ကိစ္စဗျာအဲ့မှာလည်းနီကုန်းချုပ်သွားတယ်ဗျာကျွန်တော်လည်းစိတ်မကောင်းစွာနဲ့ပဲသူတို့တိုက်တဲ့ကော်ဖီရဲ့ကိတ်မှုတွေစားပြီးပြန်လာခဲ့တာပေါ့နောက်တစ်လခန့်ကြာမှဗျာကျွန်တော်စီကိုဆက်မြဲနဲ့ရောက်လာတယ်ဟဲ့ကောင်တွေဘာတွေဖြစ်လာပြန်ပြီလဲဆိုတော့ငါတို့အိမ်ကိုလိုက်ခဲ့စမ်းပါကွာငါတို့ဆိုတာကငါနဲ့ငါမင်းနောက်မင်းမပေါ့ကွာတဲ့ဘာဖြစ်လို့မင်းတို့ရုံလိုက်ခဲ့ရမှာလဲလာပါကွာတဲ့လိုက်ခဲ့စမ်းပါကျွန်တော်မှလည်းတငယ်ချင်းငယ်တိုင်းတွေဖြစ်နေတော့ဗျာသူတို့ခေါ်ရအောင်လိုက်သွားတာပေါ့မယန်းကုန်းရှိသူရလိုက်တဲ့အိမ်ကြီးကိုလည်းရောက်တော့ခြံဝင်းတကားကြီးကပိတ်ထားတယ်ဗျာကားကိုခြံဝင်းနဲ့ဝင်လိုက်တဲ့အချိန်မှာပဲနှာခေါင်းတက်မှာဗျာတခုခုကိုသတိသွထားမိတာပေါ့မင်းတို့ဒီမှာမနေဘူးလားဆိုလာပါကွာတဲ့အထဲကိုဝင်ခဲ့ပါတဲ့သူကဗျာအိမ်တကားကိုဖွင့်လိုက်တယ်ကျွန်တော်ကနှာခေါင်းထဲကိုဗျာအပုတ်နံကြီးလုံးငနဲ့ဝင်လာတာကျွန်တော်ကနောက်ဆုတ်လိုက်ပြီးတော့ဟာအိမ်ထဲမဝင်တော့ဘူးလို့ပုတ်ဆုံနေလိုက်တာကွာလို့မင်းဟိုတဲ့အဲ့ဒါပြကျင်လို့တဲ့ငါတော့တဲ့ဒီအနက်ကြီးတဲ့အထဲမှာမနေနိုင်ဘူးကွာတဲ့ခြံထဲသွားကြအောင်တဲ့ကျွန်တော်တို့ခြံထဲမှာရှိတဲ့ထိုင်ကုန်လေးမှာထိုင်လိုက်ကြတယ်ဗျမင်းတို့ဒီမှာနေပုံမရဘူးနော်ဆိုဟုတ်တယ်နေလို့မရတာတဲ့ဘာဖြစ်လို့လဲဆိုတော့ငါတဲ့ငါကောင်မလေးဒီကိုရောက်ခရဲကကွာနန်လိုက်တာကွာပုတ်ဆော်ကွာနေလို့ကိုမရဘူးတဲ့မင်းတို့တက်လုံးဒီမှာနေခဲ့တာမဟုတ်ဘူးလားကွာအဲ့ဒီတုန်းကဟောမနန်ဘူးကွာတဲ့နေအောင်လို့ဒီမှာခင်းမှုနောက်ဆုံးနေတော့မှပြောတယ်နော်သူလာနေသွားတယ်တဲ့သူပစ္စည်းတွေကုန်လည်းယူသွားတယ်တဲ့သူလာနေတုန်းကမနန်သေးဘူးဘောထင်တာပဲတဲ့3ရက်တောင်နေသွားတာတဲ့မင်းတို့ပြောင်းလာမှာပဲအဲ့ဒီနဲ့ရတာလားလို့ဆိုတော့ရောက်ချင်းတော့ကွာမသိဘူးကွာတဲ့ကြက်တည်တယ်ထင်ပြီးတော့တိန်လုံးလိုက်ရှာတာတဲ့ဘယ်မှလည်းရှာလို့မတွေ့ဘူးရာတဲ့မင်းတို့ပြောင်းလာပြီးတော့ဒီမှာဘယ်လောက်နေသွားလဲဆိုတော့10ရက်လောက်ပဲတဲ့တိခံမင်းနေတဲ့နောက်ပိုင်းဘယ်လို့မှနေလို့မရလို့တဲ့ပြောင်းပြေးရတာတဲ့ကြောတဲ့ငါမင်းမယ်လို့မင်းမှန်ပြောစမ်းကွာလို့ခင်းမှုအသက်ရှင်သေးရှိသေးလားဆိုတော့မင်းကွာတဲ့ဆိုင်ထွက်နေတာကိုမင်းမယုံရင်တွားပြီးတော့သူ့ဆိုင်ကိုမင်းကိုယ်တိုင်တွားကြည့်ပေါ့ငါ့ကိုလာခေါ်တာကအေးတဲ့မင်းခင်းစီကိုတွားပြီးပါကွာတဲ့မင်းနဲ့ကပြောမနာဆိုမနာလို့လေကွာတဲ့ဒီမှာတဲ့ပုတ်စော်တဲ့နေတာဘယ်လိုလုပ်ရမလဲလို့ဟာပုတ်စော်နာကိုလုံးလုံးမရတော့ကွာလို့ပုတ်စရာရှိစီလို့ပုတ်တာဖြစ်မှာပေါ့ငါစိတ်တင်တရေတွေများ၆တာလားအိမ်မှာတဲ့ပရိတ်တွေရွတ်တယ်တဲ့နီးမျိုးစုံတော့လုပ်ပြီးပါပြီတဲ့တနည်းပဲရှိတော့တယ်တဲ့သူ့ကိုမေးကြည့်ဖို့ပဲတဲ့
ငါလည်းတဲ့မျက်နှာချင်းမဆိုင်ဘူးကွာတဲ့မင်းသွားမေးပြပါကွာတဲ့မင်းအားတဲ့ဘာဖြစ်လို့သွားမေးခိုင်းတာလဲဆိုဒီမှာမှနေလို့မှမဖြစ်တော့တာကွာတဲ့အင်ကြီးကိုရောင်းလိုက်မျိုးတဲ့ဒါပေမဲ့တဲ့ပွဲစားတွေကလည်းလာဝယ်တာကွာသူတို့ကတဲ့ပုတ်စုံနံတို့မတင်ကားဘူးဖြစ်ပြီးတော့မဝယ်ကြဘူးတဲ့ခင်းမူစီကိုဘာသွားမေးပြရမှာလဲဆိုအိမ်မှာပုတ်စော်တွေနံလို့ကွာတဲ့သူများတစ်ခုများတိမလားလို့အေးမင်းခိုင်းတာကလည်းတဲ့အတော်ကြောင်တာပဲကွာတုံငင်းအားတဲ့ကုညီပါကွာတဲ့ငါဒီအိမ်မှာလဲမတင်ကျင်တော့ဘူးလို့ရောင်းလဲရောင်းကျင်နေလို့တဲ့ဒီနေရာကနေတဲ့ပုတ်စော်တာမနံမှုဆိုဝယ်သူတွေကရှိမှာကွာတဲ့ကောင်းပြီလေငါသွားမေးပြမယ်ဆိုကျွန်တော်နောက်တစ်နေ့ကျတော့ဗျာခင်းမူစီရောက်သွားတယ်ဟာဆရာကြီးတဲ့ဘာကိစ္စလဲတဲ့ရွှေတွေပရဏီတန်တွေဝယ်ဖို့တော့မဟုတ်တော့ပါဘူးနော်တဲ့ဝယ်နိုင်ပါမလားဟာလို့ငါနဲ့ကိုတခုမေးချင်လို့တဲ့ဘာများလဲတဲ့ကြော်မေးခိုင်းတာဟာတဲ့နေတော့နေခဲ့တဲ့အင်ကြီးကပုတ်စော်တွေနန်းနေလို့တဲ့အဲ့ဒါကျမဘာလုပ်ပေးရမှာလဲတဲ့သူတို့လာပြောင်းနေတဲ့ကအခုထိရပုတ်စော်တွေနန်းနေတာတဲ့နောက်ဆုံးတော့အဲ့ဒီခြံကြီးကိုရောင်းကျင်တာတဲ့အဲ့ဒီအပုံနိုင်ကြီးကြောင့်ရောင်းလို့မရဘူးဖြစ်နေတာအဲ့ဒါနေများတစ်ခုအများတိများလာမေးခိုင်းတာတိပါဘူးတဲ့ခင်းမူကဗျမျက်တောင်လေးပုတ်ကွက်နဲ့ပြန်ဖြီရှာတာပေါ့ဗျာကျွန်တော်လည်းပြန်လာခဲ့တယ်ဗျနောက်ကျွန်တော်ထံကိုဗျခင်းမူရောက်လာတယ်ဗျဟာဘာကိစ္စလဲလို့မေးလိုက်တော့အိမ်တက်မြင်လာဖိတ်ချင်လို့တဲ့ဘယ်အိမ်မှာလဲဆိုတော့မယန်းကုန်းအိမ်မှာလေးတဲ့ဟာနင်းနဲ့ကြော်နဲ့ပြန်ပေါင်းနေပြီလားဆိုတော့ဘဲကလားတဲ့ထွေးပြီးသားစတွေးကိုပြန်မျိုးချတာတဲ့ခင်းမူလို့ဝါရမဟုတ်ဘူးရှင်အဲ့ဒီခြံကြီးကိုတဲ့ကျမတဲ့ပြန်ဝယ်လိုက်တာတဲ့ဟာဟုတ်လားလို့ဟုတ်တယ်တဲ့သူတို့ခေါ်လာတဲ့ဈေးတဲ့ထက်ဝက်လောက်ကိုရှော့ပြီးတော့ကျမဈေးဝယ်လိုက်တာတဲ့နင်းဝယ်တာကိုကျွန်တော်တိလားလို့ဟာတိတာပေါ့တဲ့ကျမကဒီရင်ကြီးကိုတောင်းနေရှိပါတဲ့ဘာညာဆိုပြီးတော့ဝယ်လိုက်တာတဲ့ဝယ်ပြီးပြီလားဝယ်ပြီးပြီလေးတဲ့ဒီမှာတဲ့အိမ်တက်ဖိတ်စားတဲ့အခုတော့တဲ့ပုတ်စုံမနန်တော့ဘူးလားတိကျင်လာကြည့်လေးတဲ့ကျွန်တော်ကဗျအိမ်တဲ့နေ့ကရောက်ခဲ့ပါတယ်ဗျအိမ်ကြီးကိုပြန်ပြီးတော့တစ်လွင်တောက်ပနေစီကားနေတာပေါ့ဘာပုတ်စုံမှလည်းမနန်တော့ဘူးဗျကျွန်တော်ကဗျပြန်ကန်ဒီမှာခင်းမုံကိုနှုတ်ဆက်လိုက်တယ်ခင်းမူလို့ဒီအိမ်ကြီးမှာလို့ပုတ်စုံမနန်ကိုနေဘယ်လိုများလုပ်တတ်တာလဲဟင်းနဲ့ပုတ်နေတဲ့ပစ္စည်းတွေမရှိတော့တာပဲရှင်းတယ်ကျမကဒီမှာရှိတဲ့ပစ္စည်းတွေအားလုံးကိုသူတို့ယူသွားခိုင်းလိုက်တယ်သူတို့ယူသွားပြီလေတဲ့ပုတ်နိုင်တာတွေလည်းမရှိတော့တယ်ဘယ်လိုလုပ်ပြီးတော့ပုတ်စုံနန်တော့မှလဲနော်ကျွန်တော်ကဗျနားမလဲစွာနဲ့ပဲပြန်လာခဲ့တာပေါ့အော်ကြော်နောက်ရောက်နေတဲ့အိမ်မှာပုတ်စော်နန်းနေလားဆိုတာကိုတော့ကြော်နဲ့တွေ့မှာပဲမေးကြည့်ရအောင်မဗျာအဲ့ဒီအိမ်ပုတ်စော်နန်းရတဲ့အကြောင်းရင်ဘာကြောင့်လဲဆိုတော့ကိုမမရေးပေးပါအောင်ဗျာ